လူရွာသားရပါစီကြောင့်တို့တွေအားလုံးတောင်းစုပြုနေမှာမြစ်တန်ရနဲ့ဒီကဘာမြေကြီးမြေရှုံးလို့ဤရညတွေလားဆိုတဲ့လူများမမာနာထောင်လွားမွေးဖွားခြင်းသေဆုံးခြင်းနဲ့ကြာကာလလေးတစ်ခုမှာညနွမ်းနဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်တန်သွားရင်ဘယ်ဘုံလာမှာတော်သူများဖြူစင်မြတ်တရားကိုထားညာကောင်းကျိုးသေးဘူးရွယ်လို့နှလုံးမဝင်ပြီးတိဖြာမြင့်မြတ်တဲ့စိတ်ထားလေးများထားကြည့်ရစမ်းမှာသူကလေးပုံရောက်ရာလူဘဝဟာချိန်ခဏလေးပါယူသားစွာနေထိုင်ကြစမ်းပါခြားတခြားသောဘဝတွေကိုငြိမ်းညာအကျဉ်းနာတရားနဲ့စေတနာထားလျက်ယူသားပြီးနေထိုင်လိုက်စမ်းပါ